ကျဲ့ရှိကိုစိန်စားပြခဲ့တဲ့နဂရောကိုထောက်တဲ့ချမိတ်အားလုံးမင်္ဂလာပါနဂနာပွဲဆိုတာမြမယုံရရင်ကျေးမှုတွေကတခုဖြစ်ပြီးတော့များသောအားဖြင့်အညာဒေသတွေမှာကျင်းပကြတာဖြစ်ပါတယ်နဂနာပွဲတွေကိုတော့နေဒေဝါတွေကိုပိတ်ဖိတ်ပြီးအလူတဲပြုကြတဲ့ပွဲတွေလိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်ဒီပွဲတွေမှာဆိုရင်လူပွဲပစ္စည်းတွေနဲ့တူဆိုင်းဝိုင်းကိုပါတွဲဖက်ပြီးတော့ကပြပူစော်ကြတာလည်းဖြစ်ပါတယ်ဒေသအလိုက်ကိုးကွယ်ကြတဲ့နှစ်တွေမတူညီကြတဲ့နဂနာပွဲကျင်းပတဲ့ဓလေ့တွေလည်းကွာခြားမှုရှိပါတယ်ဗကံမန္တလေးတောင်မျိုးဒေသတွေကတော့နဂနာပွဲတွေနဲ့ပတ်သက်ရင်ပို့ပြီးတော့ထေရှားပါတယ်။မကြသေးခင်တုန်းကနဂနာပွဲတစ်ခုကနဂရောတယောက်ရဲ့ဖြစ်ရဟာလူမှုကွန်ရက်ပေါ်မှာလူပြောစရာဖြစ်သွားခဲ့ရပါတယ်။ဒီဖြစ်ရကတော့ AR တိုက်ဒေသကြီးတွေကဖြာပုံမြို့နယ်မှာဖြစ်သွားခဲ့တာပါ။အဲ့ဒီနဂနာပွဲမှာဆိုရင်တော့နဂနာစီသူကကြက်ရှင်ကိုစိမ့်လိုက်စားပြသွားခဲ့တာလည်းဖြစ်ပါတယ်။ပြည်ကန်တော်သခင်မနတ်ပွဲပြုလုပ်နေချိန်မှာဖြစ်ပြီးတော့ကြက်ရှင်စိမ့်လိုက်စားပြတဲ့ဗီဒီယိုကိုလည်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတင်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုလုပ်ရဲ့အကြောင်းအားလုံးကလည်းဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။နမင်းတွေကိုပူဇော်တဲ့နေရာမှာဒီလိုလုပ်ရဟာဒလိနဲ့မလျော်ညီကြောင်းလေးထောက်ပြခဲ့ကြပါတယ်။ဗီဒီယိုပြနေလာပြီးနောက်ပိုင်းမှာဆိုရင်လေမြန်မာနိုင်ငံဒေဝပညာရှင်များစီကံထိပ်သိမ်းရေးကော်မတီဗဟိုကသူတို့ရဲ့လုပ်ရက်ကိုရှုတ်ချခဲ့ပြီးတော့အရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ခဲ့ပါတယ်။ချက်သေးဖြာဖြာနဲ့ပြည်စုံနဲ့ဒေဝနမင်းအပေါင်းတို့ရဲ့ရှေ့မှာယခုကဲ့သို့ပူဇော်ပသခြင်းအောင်အင်မတန်မှဆက်ဆုပ်ရှာဖွေအတီးဖြစ်ကြောင်းလည်းထုတ်ပြန်ထားခဲ့ပါတယ်။ဒီလိုပြုလုပ်ခဲ့တဲ့ကနာစီဟာဆိုရင်တော့ဖြာပုံမြို့တွင်နေထိုင်နေအောင်ကုန်မင်းဆိုသူဖြစ်ပြီးသက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။လက်ရှိမှာတော့ဖြာပုံမြို့နယ်တရားရုံးကကနာစီဦးအောင်ကိုမင်းအပါအဝင်ပွဲစီတည်သူများဖြစ်တဲ့ဦးလာမြင့်နဲ့ဒေါ်ထေးတို့ကိုအလုတ်ကျန်းနဲ့ထောင်ဒဏ်3လအသေးသေးချမှတ်ခဲ့ကြောင်းသိရပါတယ်။တရားရုံးကချက်ချင်းပဲအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖြာပုံကအာဏာပိုင်တွေကထောက်ချတာပါ။ကရဲကရှင်တွေပြောတာပဲ။ဂျိုင်းမဲကိုတို့ကတော့ဓာတ်ရိုက်မသွားတော့တိကျတော့မသိဘူး။တခါတည်းအမိန့်တခါတည်းချတယ်လို့ပြောတယ်လို့ဒေဝပညာရှင်တအုပ်ကနေပြီးတော့သိရပါတယ်။ဒီလိုရေးယူကြရတဲ့ပတ်သက်ပြီးတော့နောက်လူတွေမလို့ရဲအောင်လို့ရေးယူခဲ့တာဖြစ်လို့လူထုဘက်ကလည်းကြိုဆိုခဲ့ကြပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။